Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Avia ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ 70k subscriber ပြည့်သွားရဲ့အနေနဲ့အရန်အောင်ရတာရှိတဲ့ spicy အနက်ရောင်ထုပ်လေးကိုစားသွားမှာဖြစ်ပါတယ် Let's go အရင်ဆုံးမှာတော့ကျွန်တော်ကစပိန်လေးနင်းပြီးတော့ spicy အနက်ရောင်ထုပ်ကိုသွားဝယ်လိုက်ပါတယ် spicy ခောက်ဆွဲလေးရပြီဆိုတော့ကျွန်တော်ရဲ့ချက်တဲ့ပြုတ်တဲ့ season လေးကိုစားလိုက်ရအောင်အရင်ဆုံးတော့ spicy အနက်ရောင်ထုပ်ကိုအောက်မှာခဏချလိုက်တယ်ပြီးတော့မီးဖိုပေါ်မှာရှိနေတဲ့ deo တွေကိုဘေးသားမှာဖယ်ထားလိုက်ပါတယ်ခင်ဗျထိုအချိန်မှာတော့ကျွန်တော်ရဲ့ပရိသတ်တယောက်ရလာပါတယ်ဟုတ်ပါတယ် Mr. ပိုးဟက်ပဲဖြစ်ပါတယ်ဟုတ်ပြီဗျာချက်ပြုတ်ရေးကိုပြန်သွားလိုက်ရအောင်ကျွန်တော်ဒီအောက်ကနေရာလေးကိုဖွင့်ပြီးတော့ကျွန်တော်ဒဲအိုးတွေကိုရွေးဖို့လုပ်ရဗျဘယ်ဒဲအိုးကောင်းလဲဆိုတော့ဟောဒီမှာဒီဒဲအိုးကောင်းလဲဆိုပြီးတော့ဒါလေးကိုရွေးလိုက်ပါတယ်ခင်ဗျအောက်ကဗီဒီယိုလေးကိုတော့မြန်မာစတိုင်ပဲခြေထောက်နဲ့ပိတ်လိုက်ပါတယ်ခင်ဗျဒဲအိုးကိုကျွန်တော်မီးဖို့ပေါ်မှာတင်လိုက်ပါတယ်ခင်ဗျအဲ့ဒါပြီးရင်တော့ဒီနေ့ကခောက်ဆွဲပြုတ်သွားမှာဖြစ်တဲ့အတွက်ရေဖုံးလေးကိုဖွင့်ပြီးတော့အထက်ကရေကိုခတ်လိုက်ပါတယ်ဒဲအိုးထဲကိုရေခံမှန်းပြီးထည့်လိုက်ပါတယ်ပြီးရင်တော့မီးဖို့ခေါင်းမိုးမှာရှိတဲ့ခလုတ်တွေကိုဒါကဘာကြီးတွေလဲဆိုပြီးတော့လိုက်နှိပ်ရှိပါတယ်ခင်ဗျလက်စတက်တော့အဲ့ဒါကမီးခလုတ်နဲ့ပန်ကာခလုတ်ဖြစ်နေပါတယ်ဒါဆိုရင်ကျွန်တော်တို့တွေမီးခလုတ်ကိုဖွင့်ပြီးတော့ချက်ပြုတ်မှုကိုတင်လို့ရပါပြီအဲ့ဒါမတိုင်ခင်တော့ကျွန်တော်အရင်ဆုံးအိမ်သာသွားပြီးတော့အလကားစားတာပါတကယ်တော့ကျွန်တော်ရဲ့မရှိတဲ့မုတ်စိတ်မွေးတွေကိုရိတ်ခဲ့ပါတယ် Treat me like what is Don't get me dirty ကျွန်တော်မှလည်းတပတ်မယူလာမိတဲ့အတွက်လက်တုပ်တဲ့ဟာနဲ့ပဲမျက်နှာကိုတုပ်လိုက်ပါတယ်ခင်ဗျတဲထားတဲ့ရင်သွေးလေးကိုပြန်သွားကြည့်လိုက်ရအောင်ရင်သွေးကတော့စူပတ်နေပြီဗျအဲ့ဒါဆိုရင်တော့ကျွန်တော်ခောက်ဆွဲကိုထည့်ရမယ့်ချိန်တန်လာပြီအဲ့ဒါကြောင့်ကျွန်တော်ခောက်ဆွဲထုတ်ကိုလက်နဲ့ဖောက်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးဗျအဲ့ဒါကြောင့်မလို့ကျွန်တော်ကက်ကြီးသွားယူပါတယ်ကက်ကြီးနဲ့လည်းပြောင်းမေးတော့ကတော့ကွာဆိုပြီးထိုးချိတ်ပြီးတော့ညှက်ရမှနောက်ဆုံးတော့လည်းအောင်မြင်ခဲ့ပါတယ်ခောက်ဆွဲထုတ်ထဲကနေပြီးတော့ခောက်ဆွဲကိုယူပြီးတော့ဒါကခောက်ဆွဲအစ်စ်လားဆိုပြီးတော့ကျွန်တော်မီးနဲ့ထိုးပြီးတော့စစ်ကြည့်ပါတယ်ခောက်ဆွဲအစ်စ်ဖြစ်တယ်ဆိုပြီးတော့ confirm နိုင်မှပဲဒဲအိုးထဲမှာကျွန်တော်ပြုတ်ဖို့ထည့်လိုက်ပါတယ်ခင်ဗျဒဲအိုးထဲမှာဒီကောင်မဆန်အောင်ဖြစ်တဲ့အတွက်ကျွန်တော်ကက်ကြီးနဲ့ဇွတ်ထိုးထည့်လိုက်ပါတယ် very nice ခောက်ဆွဲထုတ်ထဲကအရသာမှုန့်တွေတော့ကျွန်တော်ဘေးမှာခဏဖယ်လိုက်ပါတယ်ပြီးရင်အထဲမှာရှိတဲ့ခောက်ဆွဲဖက်တေးသေးလေးကိုတော့ကျွန်တော်ယူပြီးတော့ကောက်စားလိုက်ပါတယ်ပြီးရင်တော့ကျွန်တော်ပကံယူဖို့လုပ်ပါတယ်ဒါပေမဲ့ကျွန်တော်လိုချင်တဲ့ပကံကဒီမှာမရှိတဲ့အတွက်ပကံထားတဲ့နေရာမှာပဲသွားရှာလိုက်ခါမှာဟောဒီကောင်ကြက်တယ်ဆိုပြီးတော့ဒီကောင်လေးကိုကျွန်တော်ယူပြီးဘေးချလိုက်ပါတယ်ပကံထဲမှာတော့အပြောက်လေးတစ်ပြောက်တွေ့တယ်ဗျအဲ့ဒီပြောက်ကတော့ဘာမှဖြစ်မဲ့လို့တော့မထင်ပါဘူးကျွန်တော်ဇွန်းယူမလို့လုပ်ပေမဲ့အဲ့ချိန်မှာပဲတွေးမိသွားတာကဟာငါခောက်ဆွဲစားနေရလေတူးနဲ့ပဲစားမှာပေါ့ဆိုပြီးတော့တူပဲကျွန်တော်သွားယူလိုက်ပါတယ်ခင်ဗျတူတော့ကျွန်တော် CRE စတိုင်နဲ့လက်တစ်ဖက်ထဲနဲ့ကိုအခုံခွာလိုက်ပြီးတော့ပကံထဲမှာထည့်လိုက်ပါတယ်ပြီးရင်တော့ပကံအောင်လဲမိဖို့ကြောင့်သားလေးမှာပဲခဏတင်ထားလိုက်ပါတယ်နော်ပြီးရင်တော့ကျွန်တော်ခောက်ဆွဲကြက်ပြီလားဆိုပြီးကျွန်တော်နည်းနည်းသွားထိကြည့်လိုက်ရပေါ့နော်အဲ့မှာကျွန်တော်လက်ကတော်တော်ပူသွားတယ်ဗျဟုတ်ပြီအရသာမှုန့်တွေကိုထည့်ရတော့မယ်အဲ့တော့ကျွန်တော်မျက်လက်တစ်ချက်ပြမယ်ဒီမှာကြည့်လိုက်ဟောဒီမှာပြီးရင်တော့ရေခဲတက်တာကိုကျွန်တော်ဖွင့်လိုက်ပါတယ်အပေါ်ကဟာမဟုတ်ဘူးဟာโอเคရေခဲတက်တာကိုဖွင့်လိုက်ပြီးတော့ကျွန်တော်ဖြော်ရည်လေးတစ်ခုဝယ်လာပါတယ်ဗျဒတာဒီဖြော်ရည်လေးပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ခောက်ဆွဲရတယ်တော်တော်လေးကိုကြက်နေပြီဖြစ်တဲ့အတွက်မီးကိုပိတ်လိုက်ပြီးတော့ခောက်ဆွဲကိုပကံထဲမှာထည့်လိုက်ပါတယ်ခင်ဗျပြီးရင်တော့မှွေရပါမယ်ခောက်ဆွဲကိုဒီတိုင်းယူဖို့ကတော့အရန်ပူတဲ့အတွက်အောက်ကနေပကံပြားလေးခံပြီးတော့ကျွန်တော်ခန်းကိုယူသွားလိုက်မယ်ဆိုရင်တော့စားဖို့အဆင်သင့်ဖြစ်ပါပြီ Let's go Okay guys ခုကဆိုရင်ကျွန်တော် spicy နဲ့အောင်ထုတ်ကိုတကယ်စားတော့မယ်ဗျဒါနဲ့တင်သိပါလား spicy နဲ့အောင်ထုတ်ကိုကျွန်တော်ဘဝမှာဒါပထမဆုံးအချိန်စားတာဖြစ်ပါတယ်ခင်ဗျတကယ်ကျွန်တော်အရင်တော့လုံးဝမစားဘူးပေါ့နော်သူများရတော့အရန်ဆက်တယ်ပြောကြတယ်ဒါပေမဲ့တကယ်ဆက်မဆက်ဘူးတော့ကျွန်တော်တစ်ခုမှပဲတိတိကျကျသိရတော့မယ်ဗျဒါနဲ့မစားခင်တော့ကြော်ရံလေးတစ်ခုဝင်ချင်ပါတယ်ကျွန်တော်ခုဝင်နေတဲ့အင်ဂျီလေးကိုပေါ့နော် Blog Smash မှာဝယ်လို့ရပါတယ် link in description လေးပေးထားပါတယ်ခင်ဗျ Okay မစားခင်တော့ချော်ရင်တောက်ထားလိုက်မယ်ကြိုတင်ခက်လိုက်တာ Okay ကြိုတင်ဟိုဟာလှုပ်ရှင်းပေါ့နော်အေးခံချင်းသို့ပါရတာကောင်းပါလေဘယ်ရီရတာပေါ့နော်ဒါကဘာရတာအတီးဆုံးတော့ရေးထားတယ်ဒါပေမဲ့မတီးဘူးအပြာရောင်ရတာပါပဲကိုဒီမှာခောက်ဆွဲတားရီတို့အဲ့လိုဒီမှာကြည့်လိုက် Okay ဆိုတော့ဒါစကားမရတော့တကယ်စားတော့မယ်နည်းနည်းဆက်မှွေလောင်းမယ်ရရောင်ရေးစက်မဲ့ပုံစံရောင်ရေးတကယ်နီးရဲတောက်နေရပဲရအဲ့ဒီခောက်ဆွဲကျွန်တော်မနာဘူးနီးရဲတောက်နေရပဲကျွန်တော်စားဖို့တော့နည်းနည်းတော့ကြောက်လာပြီဒါပေမဲ့ 70k subscriber ပြည့်အောင်လို့ဘရိုတို့ကိုကြီးပေးတော့ခဲ့လို့ပေါ့နော်ကျွန်တော်ဒီဟာလည်းစားပြရမယ်ဗျာနက်ရှူကြည့်အောင်ရင်ဆိုအနက်ရန်ကောင်းပါလေခင်ဗျဆိုတော့ဒီမှာကျွန်တော်စားမယ်အရင်မဆက်ပါစင်းနေပေါ့နော်ကျွန်တော်တို့ဆူတောင်းပေးကြပါ Okay first bite ever အေးစေးပဲဟာဆက်လဲမဆက်ဘူးထင်တယ်လို့မဆက်ဘူးဗျာတကယ်မဆက်ဘူးဗျာကျွန်တော်ထင်တာကဆက်တဲ့အရာသာပဲရှိပြီးတော့စားလို့မကောင်းထင်တာဒါပေမဲ့ तू ကထင်တယ်လို့ရင်မဆက်ဘူးပြီးတော့တကယ်စားလို့ကောင်းတယ် तू ကတာမန်ခောက်ဆွဲရဲ့နှစ်ဆပဲဆက်တယ်လို့ပြောရဗျာတကယ်လည်းတာမန်ခောက်ဆွဲရဲ့နှစ်ဆပဲဆက်တယ်သိရမလားမာမရှင်ဆက်တို့ရရင်ရှင်ဆက်တို့အဲ့ဒါရဲ့နှစ်ဆပဲတကယ်ဆက်တယ်ဗျာ तू ကစားပြီးမှဆက်တာလားမသိဘူးစားနေတော့မဆက်ဘူးဗျာတ िश ကွာတ िश ဘာလဲမဆောက်ရရပါတယ်အစေးပေါ့ဆိုတော့ကျွန်တော်0 subscriber နေစပြီးတော့အခုလို9000 subscriber ကျော်ရတဲ့အထိပါအားပေးသူ subscribe လုပ်ပေးသူတရားချင်းစီကိုကျေးဇူးများတင်ပါတယ်ခဏတ िश ပြန်လာဝါသူကဆက်တဲ့ပုံစံကလေတခြားခောက်ဆွဲနေမတူဘူးဗျသူကတမျိုးလေးပဲဆက်တယ်ဒါပေမဲ့စားလို့ရမ်းကောင်းတယ်ဗျခဏနားလာမယ်ဗျခဏနည်းနည်းနားပြီးတော့ပြောတယ်စကားလေးပါလေပြောချင်ရှာဘယ်လိုရမသိဘူးမဆက်ပါဘူးဗျာ
မဆက်ပါဘူးတကယ်ပါအေးစေးပါအေးစေးဟိုးဟိုးအိုးဘိုက်ထဲမှာပူတယ်ဟာတီရှူ9000နဲ့ရောင်းပါပဲစတာပါလကားစတာပါဟုတ်ပြီကွာ round 2 let's go round 2ကောင်းအောင်စားမယ်ဗျာဒီနေ့ကောင်းအောင်စားမယ်ဝေးအပူကြီး안녕하세요 BTS Jungkook ကျွန်တော်ကိုရီးယားစကားတွေပါတက်သွားပြီဗျာရက်ဆက်လုံးလို့အိုးအကြီးတစ်ခါစားချင်းအောင်လားအားရပါနဲ့အိုးတော့အများကြီးတစ်ခါလေးစားမှာပဲရတာကောင်းအောင်ရှိတာဟာခန္ဓာကိုယ်နေရတစ်မျိုးပဲဗျာခန္ဓာကိုယ်ကအပူတက်တယ်ဗျာအပြင်ထွက်သွားတယ်လို့ခံစားရတယ်ဒီဗီဒီယိုကအရင်ကိုရှည်သွားပြီဖြစ်တဲ့အတွက်နောက်ထပ်ကျွန်တော်မိနစ်ပေါင်း20ကျော်ထိခောက်ဆွဲစားတဲ့ဗီဒီယိုကိုတော့ကျွန်တော်ရဲ့ channel အသစ်ဖြစ်တဲ့ MVL Official Channel မှာတင်ဖို့ရှိပါတယ်ခင်ဗျအဲ့ဒီ channel ကိုတော့ကျွန်တော် description နဲ့ pin comment တို့မှာ link လေးချထားပါတယ်အဲ့ဒီ channel မှာကျွန်တော်နောက်ထပ်လည်းဗီဒီယိုတွေတင်တော့အောင်မလို့အဲ့ channel မှာအားသွားပေးလိုက်ပါတော့ subscribe လုပ်ခဲ့ပါတော့ please ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပဲခင်ဗျအားလုံးပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်နောက်ထပ် subscriber 100k ပြည့်ရင်လည်းဘာ challenge တွေခေါ်ရှင်သေးလဲဗျအဲ့ဒါတွေကို comment ထဲမှာရေးပေးတော့အောင်နော်ပြီးတော့နောက်ဆုံးအနေနဲ့ကြောင်းရအောင်ပေါ့နော်ကျွန်တော်အားပေးတဲ့အနေနဲ့ vlog match မှာကျွန်တော်ရဲ့အင်ဂျီလေးကိုဝယ်ပေးကြပါခင်ဗျ